အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ IT monitoring က business တိုင်းအတွက်ဘာကြောင့်မရှိမဖြစ်လိုအပ်လဲဆိုတာကိုမျှဝေပေးချင်ပါတယ် business တစ်ခုမှာအကြီးမားဆုံးပြဿနာက server ပြတ်တာမဟုတ်ပါဘူးပြတ်နေပြီဆိုတာကိုနောက်ကျမှသိရမယ်ဖြစ်ပါတယ် customer complaint တက်လာမှာ business application တွေ user application တွေဒါမှမဟုတ်အရေးကြီးတဲ့ system တွေအသုံးမပြုနိုင်တော့မှသိရတယ်ဆိုရင်အဲ့ဒီအချိန်ကနောက်ကျနေပါပြီဥပမာအနေနဲ့ပြောရမယ်ဆိုရင် IT infrastructure ဆိုတာကလူတစ်ယောက်ရဲ့အကျန်းမာရေးလိုပါပဲကျန်းမာရေးစစ်ဆေးမှုကိုဖြားမလုပ်တာချက်မဖြားပြီးစစ်ဆေးတာကပုံပေါင်းသလို IT system တွေကိုပဲပြဿနာရှိမှပြင်တာချက်ပြဿနာမဖြစ်ခင်ကြိုသိတာကပိုပြီးတော့အရေးကြီးပါတယ် monitoring ကဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတာကိုအထင်ကအပိုင်း၃ပိုင်းနဲ့ပြောပြချင်ပါတယ်ပထမတစ်ချက်ကတော့ prevent problem before they impact your business story ပြတော့မယ် number usage များလာတယ် application response နေလာတယ်ဒီလိုအခြေအနေတွေကိုကြိုမြင်နိုင်တာကြောင့် system ရဲ့ခင်ဖြည့်ရှင်းနိုင်ပါတယ် downtime ဆိုတာ system ရဲ့တာဝန်မဟုတ်ပဲ customer trust တွေ revenue နဲ့ productivity ကိုပါထိခိုက်စေနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ protect your business ပဲဖြစ်ပါတယ် monitoring က performance ကိုပဲမကြည့်ပါဘူး initial login network activity နဲ့ unexpected changes တွေကိုစောစောသိနိုင်တာကြောင့် cyber threat တွေကိုမြန်မြန်တုံ့ပြန်နိုင်ပါတယ်တစ်ချိန်တည်းမှာပဲပြဿနာဖြစ်တဲ့နေရာကိုချက်ချင်းသိနိုင်တဲ့အတွက် IT ကလည်း issue တွေကိုပုံမြန်မြန်ဖြေရှင်းနိုင်ပါတယ်တတိယတစ်ချက်ကတော့ prepare for future proof ပဲဖြစ်ပါတယ်business ကြီးလာတဲ့အညာ IT infrastructure လည်းပို့ပြီးတော့ရှုပ်ထွေးလာပါတယ် monitoring က data တွေအပေါ်အခြေခံပြီးတော့ဘယ်အချိန်မှာ upgrade လုပ်တင်လဲဘယ် resource တွေကထပ်ကုန်လဲဆိုတာကိုဆုံးဖြတ်နိုင်အောင်လို့ကူညီပေးပါတယ် automation ကြောင့်လည်း IT team က routing အလုပ်တွေကို short ချပြီးတော့ပို့အရေးကြီးတဲ့ project တွေအပေါ်အာရုံစိုက်နိုင်ပါတယ်တကယ်တော့ monitoring ဆိုတာကစာပေါင်းကိုပဲစောင့်ကြည့်ရတူမဟုတ်ပါဘူး business ကိုအဆက်မပြတ် level စီပြီးတော့ customer experience ကိုကောင်းမွန်စေတဲ့အရေးကြီးတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ရှင်းနေခင်မှာ monitoring တစ်ခုလေးနဲ့မလုံလောက်တော့ပဲနဲ့ AI နဲ့ alert ကိုခွဲခြားစိတ်ကြပေးနိုင်တဲ့ platform တွေလည်းလိုအပ်လာပါတယ်။ဒီလိုလိုအပ်ချက်တွေကိုဖြည့်ရှင်းပေးနိုင်တာကတော့ Muta Data AI အုပ်ပဲဖြစ်ပါတယ်။ Muta Data AI အုပ်ကတော့ network, server, application နဲ့ cloud environment တွေကို dashboard တစ်ခုလေးကနေစောင့်ကြည့်နိုင်ပြီးတော့အရေးကြီးတဲ့ alert တွေကိုဦးစားပေးဖော်ပြပေးတဲ့အတွက် IT team တွေကပုံမြန်မြန်ဆုံးဖြတ်နိုင်ပြီး business ကြောင်းတိုင်းကို short ချပေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကနေ monitoring က business တိုင်းအတွက်ဘာကြောင့်အရေးကြီးလဲဆိုတာကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။လူကြီးမင်းတို့ရဲ့ organization မှာ reliable ဖြစ်တဲ့ monitoring system တစ်ခုခုကိုသုံးဖို့စဉ်းစားနေတယ်။ဒါမှမဟုတ် AI power monitoring ကြောင့်ပို့ပြီးတော့သိချင်ပါကကျမတို့ First မြန်မာကိုအချိန်ကြီးဆက်သွယ်နိုင်ပါတယ်။ First မြန်မာကလူကြီးမင်းတို့ရဲ့ IT infrastructure နဲ့ IT service management တွေကိုပုံမှန်ချုံးဝေပြီးထိရောက်စွာလည်ပတ်လာအောင်လို့အပြည့်အဝ support ပေးဖို့အသင့်ရှိနေပါတယ်။အသေးစိတ်သိရှိလိုပါကဖုန်းနံပါတ်0942310502ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ support@firstmyanmar.com.nm ကိုလည်း email လေးပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။အားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ First မြန်မာရဲ့ technology update နဲ့ ID knowledge တွေကိုဒီ social media platform အားလုံးမှာအမြဲမျှဝေပေးနေပါတယ်။ platform link တွေကိုလည်း description မှာဖော်ပြပေးထားပါတယ်။ update တွေကိုလည်းမလွတ်စေဖို့အခုပဲ follow လုပ်ထားလိုက်ပါနော်။ First Myanmar, your solutions partner.